ဆက်လက်၍အခမ်းအနားမှုများဖြင့်ပါဝင်အားဖြည့်ပေးမဲ့သူများနဲ့မိတ်ဆက်ပေးကြစေခင်ဗျာအခုမြင်တွေ့နေရတဲ့အခမ်းအနားမှုများကတော့မောင်ကောင်းခတ်ကျော် grade 11နဲ့မက်ရတနာအောင် grade 10တို့ပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်၍အခမ်းအနားမှုများဖြင့်ပါဝင်အားဖြည့်ပေးမဲ့သူများနဲ့မိတ်ဆက်ပေးပါစေခင်ဗျာအခုမြင်တွေ့နေရတဲ့အခမ်းအနားမှုများကတော့ Sly Amo Rose Tan grade 11နဲ့မက်ခင်ရတနာထွေး grade 11တို့ပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်၍အခမ်းအနားမှုများနဲ့မိတ်ဆက်ပေးပါစေခင်ဗျာအခုမြင်တွေ့နေရတဲ့အခမ်းအနားမှုများကတော့မောင်ရဲမြတ်သွေး grade 7နဲ့မက်သောတီရီဦး grade 5တို့ပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်၍အခမ်းအနားမှုများနဲ့မိတ်ဆက်ပေးပါစေခင်ဗျာအခုမြင်တွေ့နေရတဲ့အခမ်းအနားမှုများကတော့မောင်စံရဲရစ်2 grade 5နဲ့မက်ရောတီရီချို grade 5တို့ပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်၍အခမ်းအနားမှုများနဲ့မိတ်ဆက်ပေးပါစေခင်ဗျာအခုတွေ့နေရတဲ့အခမ်းအနားမှုများကတော့မောင်ဘုံမြတ်မင်း grade 10နဲ့မက်စမိုင်းလီပြေ grade 9တို့ပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်၍အခမ်းအနားမှုများနဲ့မိတ်ဆက်ပေးပါစေခင်ဗျာအခုမြင်တွေ့နေရတဲ့အခမ်းအနားမှုများကတော့မောင်ခတ်ဝေယံဆို grade 7နဲ့မက်တီရီကဗျာချဲ grade 8တို့ပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်၍အခမ်းအနားမှုများနဲ့မိတ်ဆက်ပေးပါစေခင်ဗျာအခုမြင်တွေ့နေရတဲ့အခမ်းအနားမှုများကတော့မောင်စွမ်းချက်ဇော် grade 11နဲ့မက်ရှင်မင်းသက် grade 11တို့ပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်၍အခမ်းအနားမှုများနဲ့မိတ်ဆက်ပေးပါစေခင်ဗျာအခုမြင်တွေ့နေရတဲ့အခမ်းအနားမှုများကတော့မောင်လင်းစင်ဦး grade 6နဲ့မက်အိမ်စီသူ grade 7တို့ပဲဖြစ်ပါတယ်ခင်ဗျာယနေ့ကုံစွာကျင်းပပြုလုပ်ရတဲ့မြင့်မို့ကိုပိုင်ထက်တန်းကျောင်းရဲ့ပညာရေးစုံညီပွဲတော်အခမ်းအနားမှာပါဝင်အားဖြည့်ပေးကြတဲ့အခမ်းအနားမှုကျောင်းသားကျောင်းသူများကိုမြင့်မို့ကိုပိုင်ထက်တန်းကျောင်းပညာရေးမိသားစုကိုစားအထူးပင်ဂုဏ်ယူဝမ်းမြောက်စွာကျေးဇူးတင်ရှိပါတယ်ခင်ဗျာ